root chakra ရဲ့နေရာလေးကိုအာရုံပြုပြီးတော့ meditation လေးနဲ့စတင်ပါမယ်။ affirmation စာရွတ်ပါမယ်။အခုရွတ်ဆိုမဲ့ affirmation တွေနဲ့ကိုယ်နဲ့တသားတည်းဖြစ်နေပြီလို့ယုံကြည်ပေးပါ။တကယ်တသားတည်းဖြစ်အောင်လဲလက်တွေ့ဘဝထဲမှာအမှန်တကယ်ချင့်ချံနေထိုင်ပေးပါ။ငါကစိတ်ချလုံခြုံစွာနေထိုင်နေတယ်။ငါကတည်ကြည်တယ်တတ္တိရှိတယ်။ငါရဲ့ခန္ဓာကိုယ်ကကျန်းမာနေတယ်။ငါရဲ့ခန္ဓာကိုယ်ကိုကျေးဇူးတင်ပါတယ်။ငါဟာငါရဲ့အနာဂတ်ကိုယုံကြည်မှုပြည့်ရှိတယ်။ငါကငါသွားချင်တဲ့အနာဂတ်လမ်းကြောင်းကိုထင်ထင်ရှားရှားသိတယ်။မြင်တယ်။ငါဟာကိုယုံကြည်တယ်။ငါရဲ့ဘဝကိုတန်ဖိုးထားမြတ်နိုးတယ်။ကျေးဇူးလည်းတင်ပါတယ်။ငါကတတိတရားအားကောင်းတယ်ဇွဲလုံးလဝရိယရှိတယ်တက်ကြွတယ်အချိန်မဆွဲဘူးမပြင်းဘူးအားအင်းနေအပြည့်နဲ့ရှိနေပါတယ်ငါကကျမ်းမာနေတယ်ငါကကြုံတွေ့ရတဲ့ပြဿနာရင်ဆိုင်ဖြေရှင်းရမယ့်အခက်အခဲတွေအတွက်ဖြေရှင်းနိုင်တဲ့ခွန်အားတတိဉာဏ်ပညာတွေရှိတယ်ငါဆုံးဖြတ်ချက်ကိုပြည့်ပြည့်သားသားချနိုင်တဲ့သူဖြစ်ပါတယ်ငါကကိုယုံကြည်တယ်တန်တရားကင်းတယ်အမြဲတမ်းအစဉ်ဆက်မပြတ်ကြိုးစားအားထုတ်နေတဲ့သူဖြစ်ပါတယ်ငါကချမ်းသာကြွယ်ဝမှုတွေနဲ့ပြည့်စုံနေပြီးသားသူဖြစ်ပါတယ်ငါကကောင်းတဲ့အရာတွေနဲ့ထိုက်တန်တဲ့လောကကြီးကငါ့ကိုကောင်းတဲ့အရာတွေအခြေအနေတွေအခွင့်အရေးတွေအမြဲပေးတယ်စောင့်ရှောက်ပေးတယ်ငါကအကူအညီထောက်ပံ့ကောင်းတွေအမြဲရတယ်က
ကမ္ဘာလောကကြီးအတွက်ငါကအကျိုးရှိတဲ့လူဖြစ်ပါတယ်တန်ဖိုးရှိတဲ့အရာတွေနဲ့ငါကထိုက်တန်ပါတယ်လောကကြီးနဲ့ကိုယ့်ရဲ့ဖြစ်တည်မှုတိုင်းကိုကျေးဇူးတင်ပါတယ်ငါရဲ့ဝင်ငွေတွေနဲ့ငွေချေးအခြေအနေအလုပ်ကိုင်တွေအားလုံးကိုလည်းကျေးဇူးတင်ပါတယ်အခုဆက်ပြီးတော့ root chakra ရဲ့ seed mantra meditation ကိုဆက်လုပ်ပါမယ်နောက်ထပ်မိနစ်အနည်းငယ်သိစိတ်ငြိမ်သက်စွာနဲ့ silent meditation အသက်ရှူနေတာလေးကိုသတိကပ်ပြီးတော့ဆက်လက်လှုပ်ဆောင်ပါမယ်အသက်ရှူနေတာလေးကိုသိနေပေးပါစိတ်ပြန့်လွင့်နေဆိုရင်လည်းပြန့်လွင့်တာလေးကိုသိလိုက်ပါပြီးတော့သတိလေးပြန်ကပ်ပေးပါ
တတိလေးပြန်ကပ်ပေးပါဒီနေ့ root chakra meditation ဒီမှာပြီးဆုံးပါပြီ meditation ကိုပြီးဆုံးအောင်ထိလိုက်ပါဆောင်ရွက်ခဲ့တဲ့မိမိကိုယ်ကိုကျေးဇူးတင်ပါမယ်အသက်ကလေးကိုဝါအောင်ရှူပြီးတော့မျက်လုံးကိုဖြည်းဖြည်းချင်းဖွင့်ပြီးတော့ဒီနေ့တရားသိမ်းပါမယ်အစအလယ်အဆုံးသေချာစွာလိုက်ပါလှုပ်ဆောင်ပေးခဲ့တဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်